င်းမချက်ချင်လို့ညာစေးပါလာပြီးတော့ရင်နဲ့ဘာခင်းစားရမလဲဆိုပြီးတော့ရင်ပေါ့နော်ရှောက်ကြည့်လိုက်တဲ့ခါမှာအဲ့ဒီကြက်ကြော်ဦးလေးကြီးရဲ့ကြက်ကြော်ကိုပြန်ပြီးတော့ကြော်ပြီးတုတ်တဲ့ဟာတော်စားခေါင်းနဲ့အလားဝယ်သွားလိုက်တော့မယ်သူကလေကြက်ကြော် KFC လိုမျိုးကြက်ကြော်ကျွတ်မွားလားကျွတ်မွားပြီးတော့သူ့ကြက်သားတော်ကောင်းတယ်အလားကိုကြော်ထားတာဒီမှာပါအလားမှာတော့ပြန်တုတ်ပေးတာတူ50 ဘတ်50 ဘတ်တိသွားပြီအဲ့တခုတိသွားပြီသူ50 ဘတ်တိသွားပြီว่าไอ้ว่าตะပွဲကို50 ဘတ်ဒီချက်သားလေးတွေတော်တော်လေးကိုကောင်းတာမွားပြီးတော့အခုမှကြော်တာ အခုမှကြော်ထားတော့လက်ဆက်ဆက်အခုဟာဆိုင်ဖွင့်ခါမှာတော့ကြော်ပြီးကမှကိုလောက်တာလဲကိုစားတယ်ကိုလောက်တာလဲကိုစားတယ်လူများလောက်တာလဲစားတယ်တနေ့တည်းစားပါပဲစားမှာပဲစားမှာပဲပြန်ချီလီโอเคအချီမမို့တော့no အချီမမို့တော့ဟင်းနဲ့ရည်ရဲတော့သိနေပြီပါမသိလို့မရမသိဘွိုင်းတော့လောက်ဘွိုင်းတော့လောက်ဒါအမြဲတမ်း customer လေးလားဒါကစတမ်ဟိုဟာလေးပါတယ်အလွိုင်းစားကောင်းတယ်အလွိုင်းသိသွားပြီခုနေ့ကသူပြောတာမစိုးဘူးဟဲ့ရိုးရစကားတင်စရာမလိုဘူးနှလုံးသားသုံးလုံးလားတက်နေပြီနော်ခဏရက်မှမရှိဘူးဟုတ်တယ်နော်တိတိကမှတက်ပြီးတယ်အကြားကောင်းတာလေမအကြားအရန်ကောင်းတယ်အဲ့ဒီတကယ်ကြစားနဲ့ချတင်မရဘူးနားထောင်ရတယ်စပါရီခါဘောနော်သူကတုတ်တာဘာမှတော့မဖြစ်တာမဟုတ်ဘူးပါတယ်တော့အနီရယ်နန်းနန်းကြီးရယ်ငရုတ်သီးမုတ်တယ်နောက်ပြောရင်တံမြာရည်လေးပါမယ်နောက်ပစွန်ချောင်းမုတ်ကလေးတို့နောက်ပြောရင်ဟိုဟာပါတယ်အသားမုတ်ပါမယ်ဆန်တော်မုတ်လားမသိဘူးเนาะဟုတ်တယ်ဟိုတစ်ခုကဟုတ်တယ်အမှန်ဆန်တော်မုတ်ပါမယ်နောက်ပြီးတော့ရင်ဟိုဟာပေါ့ဟိုကတံမြာရည်ပါမယ်เนาะတံမြာရည်ရဲ့ခံပြာရည်လေးရဲ့အဲ့ဒါကိုပဲစားကောင်းတယ်ကြော်တာကောင်းဟုတ်တယ်သူကြော်လာလေးကတော်တော်ကောင်းတာငေါ့ရွာအကြီးကျွေးတော့မယ်အကြီးကျွေးတာသူလုတ်ပြီးဟာအဲ့လိုအကြီးကျွေးတယ်ငါစားမို့နောက်တော့ဘွဲသူထပ်ပြီးဦးမှာသူ့အကြောင်းသိတယ်အရိုင်းတပွဲဆိုရင်အများကြီးရတယ်ဟုတ်ขอบคุณค่ะโอเคဒီနေ့ကတော့ဒါပါပဲစားမယ်ပြီး